ရဲ့နာမည်ကဇွန်လေးလို့ခေါ်ပါရဲ့ရှင့်ပို့ပြောပါဗောဗာလဲဆိုကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ပုံနှိစက်တယ်လို့ခံစားရတယ်ဘာလနာလဲပါရဲ့ပြင်းလှလှလေးလည်းနေချင်တယ်ကွာကွာယုံကြည်ချက်ဖြစ်ပဲဆိုင်ရာဒီဇိုင်နာကြီးပေါ့အကုန်လုံးပဲကွာလဲဒီဇိုင်နာတယောက်ဖြစ်ချင်တာဆိုအရန်တော်ရဲ့အဲ့ဒါဘယ်လောက်ပဲကြကြတော့ဝန်ဆောင်မှုလည်းအကောင်းဆုံးပေးနိုင်တယ်ပညာပိုင်းလည်းအကောင်းဆုံးပေးနိုင်တယ်အရန်လည်းတော်ကြတယ်အဲ့ဒီချိန်လေးမှာဆိုရင်တော့ဇင်ပိုင်းတော့နည်းနည်းတော့ကြီးပြပါတယ်တချို့လူတွေလည်းဘယ်လိုလှုပ်ရှားနေတယ်ပေါ့အကုန်လုံးဆရာကြီးအကုန်လုံးပေါ့နော်တွေ့ခဲ့တဲ့ဆရာကြီးအကုန်လုံးပေါ့ဒီဒီဇိုင်နာ assistant တယောက်ဖြစ်လာအောင်ပေါ့အကောင်းဆုံးပြုစုပြောထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အခုတော့သူ47မှာလည်းရောက်နေရဆိုပြီးရင်47ကလည်းဒီဆိုရင်လောကမှာနေရာတစ်ခုကရောက်နေပြီးသားဆိုတော့ဗောနော်တို့ရည်လည်းအတိမတ်ပြလာတယ်